စိုးကြီးမင်္ဂလာပါဟုတ်ကဲ့ပါခင်ဗျကိုစိုးကြီးရဲ့တခြင်းကိုမစိုးဘူးဝိုင်းတားနေတဲ့အပေါ်ကိုစိုးကြီးဘယ်လိုခံစားရပါသလဲတကယ်ကိုဝမ်းသာပါရခင်ဗျာတကယ်ကြပြောမယ်ဆိုရင်တော့ဒါကကျွန်တော်တို့ဒါပရိသတ်တွေအားလုံးရဲ့စိတ်ဆန္ဒပေါ်မှာလည်းသွားပြီးတော့မှအကျိုးသက်ရောက်မှုရှိနေကိုစိုးကြီးတခြင်းကိုပရိသတ်တွေမဟုတ်ဘဲနဲ့ကိုစိုးကြီးကိုယ်တိုင်လည်းနားမလည်ဘူးဆိုတော့ဟုတ်ပါသလားအမှန်တိုင်းပဲအမှန်တိုင်းပဲအဲ့ဒါလည်းလိုက်ဆိုလို့ကိုစိုးကြီးကပရိသတ်တွေကိုနားဒုက္ခပေးဖို့အတွက်ဘလောက်တောင်ကအချိန်ကြာမြင့်ခဲ့တယ်ပေါ့နော်ဟိုကျွန်တော်တစ်နှစ်အချိန်ယူပြီးတော့မှလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့မလုပ်ဘူးကိုစိုးကြီးရဲ့ခုဒိန်းထားတဲ့မိတ်ကပ်ကနေရွက်နဲ့လေပင်းနဲ့လိမ့်ဖို့ကြံခဲ့တာလားကိုစိုးကြီးပရိသတ်တွေက live ဖတ်တယ်လို့ပြောတာဖြစ်တဲ့အတွက်ကိုကလည်းပရိသတ်တွေဒီ live ဖတ်တဲ့အပေါ်မူတည်ပြီးတော့မှမှုအတိုင်းပဲလုပ်နောက်နေ့မှမိတ်ကပ်စရာခေါ်ပြီးမှစိတ်မပူနဲ့ကိုစိုးကြီးကိုယ်တိုင်ကောင်းတယ်လို့မြင်ပါသလားမပြောဟုတ်တယ်ဒါဆိုရင်ကိုစိုးကြီးအနေနဲ့ပရိသတ်တွေကိုနောက်ထပ်တစ်ချင်းတွေထုတ်ဖို့ရှိလားမရှိလားမထုတ်ရင်တော့ကိုကောင်းပါလေကိုစိုးကြီးဒါနဲ့ထုတ်မလားမထုတ်ဘူးလားဆိုတော့နှုတ်ဆက်ပေးပါဦးပရိသတ်တွေအတွက်ဒီဆုံးမှာရက်တည်နိုင်ပါစေလို့ကျွန်တော် MC ဆိုရီကနေဆုတောင်းပေးခဲ့ပါရခင်ဗျာ